ဒီမြို့ညီမနှစ်ယောက်ဟာခနာကိုချင်းဆက်နေကြတာပါဒီနေ့မှာသူတို့နှစ်ယောက်လုံးဟာအမျိုးသားတစ်ယောက်တည်းကိုပဲချစ်မိသွားကြပါတယ်ဒါပေမဲ့အဲ့ဒီမျိုးသားကအမဖြစ်သူကိုပဲသဘောကျခဲ့တာပါသူတို့နှစ်ယောက်ချစ်နေတာကိုမြင်ရတဲ့အခါညီမဖြစ်သူကမနာလိုဖြစ်လာခဲ့ပါတယ်သူ့ရဲ့အချစ်ကိုသူ့အမကလူယူဖို့စူးစမ်းနေတယ်လို့သူခံစားခဲ့ရပါတယ်ညီမဖြစ်သူရဲ့ဒီလိုထူးဆန်းတဲ့အပြုအမူတွေကအမဖြစ်သူကိုအတော်လေးစိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်ဒါကြောင့်ခနာကိုချင်းခွဲထုတ်ဖို့ခွဲစိတ်ကုသပေးဖို့သူ့အမေကိုတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ညီမဖြစ်သူကတော့ခွဲစိတ်ဖို့ညှင်းဆန်ခဲ့ပါတယ်ဒီနေ့မှာအဲ့ဒီမျိုးသားကအဝေးကိုထွက်သွားတော့မယ့်အချိန်မှာအခြေအနေတွေကပိုဆိုးလာခဲ့ပါတယ်အမဖြစ်သူကသူ့ကိုနှုတ်ဆက်ချင်ခဲ့ပေမဲ့ညီမဖြစ်သူရဲ့ခေါင်းမာမှုကြောင့်နှုတ်မဆက်နိုင်ခဲ့ပဲအဲ့ဒီမျိုးသားထွက်သွားခဲ့ပါတယ်အမဖြစ်သူကသူဆွဲထားတဲ့အဲ့ဒီမျိုးသားရဲ့ပုံလေးကိုကြည့်ပြီးသူ့အကြောင်းကိုတွေးနေတတ်ပါတယ်ဒါကညီမဖြစ်သူကိုပိုပြီးဒေါသထွက်စေခဲ့ပြီးအဲ့ဒီပုံကိုအပိုင်းပိုင်းဆုပ်ဖြဲပြီးခဲ့ပါတယ်အမဖြစ်သူကဒီလိုပြုတ်မှုတွေကို